ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတေးဆုံးနေတဲ့ရုပ်လောင်းကြီးဟာရုတ်တရက်လှုပ်ရှားလာပြီးအတွင်းထဲမှာဂျိုးသားသေးလေးတစ်ကောင်ပုံနေတာပါယောက်ျားနှစ်ယောက်ဟာအသက်လူဆဲဂျိုးသားလေးကသူတို့ကိုတတိပေးချက်တစ်ခုပေးနေတာကိုထိတ်လန့်စွာနဲ့ကြည့်နေမိကြပါတယ်အဲ့ဒီပိုးကောင်တို့တတဝါတွေဟာကဘာမြေကိုကျူးကျော်ဝင်ရောက်နေပြီဖြစ်ကြောင်းသူကပြောကြားခဲ့တာပါသူတို့ကအဲ့ဒီတတဝါတွေမိခင်ဂျိုစီကိုအချက်ပြလိုက်ပြန်မလွတ်နိုင်အောင်တားဆီးရမယ်လို့ဆိုပါတယ်အကယ်၍မတားဆီးနိုင်ရင်တော့ကဘာကျိုးတစ်ခုလုံးဟာလုံးဝပျက်စီးသွားလိမ့်မယ်လို့တတိပေးခဲ့တာပေါ့အဲ့ဒီစကားကိုပြောပြီးတာနဲ့တတိုင်းနဲ့ဂျိုးသားလေးတိတ်ဆုံးသွားပြီးမှုခင်းစရာဝင်လဲလုံးဝဆော့အမင်တက်သွားခဲ့ရပါတယ်ဘာတွေဖြစ်နေလဲဆိုတာကိုသူမမေးမြန်းနိုင်ခင်ပါပဲအသက်ကြီးအေးကျင်ရာရှိကအစင်းမြင့်ဆက်ပစ္စည်းတစ်ခုကိုထုတ်ယူလိုက်တာပါအဲ့ဒီနောက်မှာတော့သူဟာအဲ့ဒီဆရာဝန်ရဲ့မှတ်ဉာဏ်တွေကိုစက္ကန့်ပိုင်းတွင်းမှာတင်ချက်ချင်းပဲအစဖြောက်ပဲဖျက်ပစ်လိုက်ပါတယ်ဂျိုးသားတွေဟာအာကာသယာဉ်တစ်စီးနဲ့ကဘာကနေအပြေးကိုစူးစမ်းနေတာကိုသိရှိသွားပြီးတဲ့နောက်မှာတော့အေဂျင့်တစ်ယောက်ဟာဂျိုးသားသုံးလက်နက်တွေကိုကိုင်ဆောင်ပြီးအပြင်ဘက်ကိုအပြေးလွှာထွက်လာခဲ့ကြတာပါပြီးတော့သူတို့ဟာလက်နက်ရဲ့စွမ်းအားကိုအဆုံးထိမြင့်တင်လိုက်ပြီးအာကာသယာဉ်စီကိုတက်တက်မတ်မတ်ပစ်ခတ်လိုက်ပါတော့တယ်ပစ်ခတ်မှုတံကပြစ်မှတ်ကိုချက်ချင်းထိမှတ်သွားခဲ့တာကြောင့်အာကာသယာဉ်ကြီးဟာလေထဲမှာအချိန်ချင်းနဲ့ပတ်သွားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ယာဉ်ကြီးဟာသူတို့ရဲ့ရှိတဲ့ကိုပဲဘုံကနေပြင်းထန်စွာထိုးဆိုင်တက်ကျသွားခဲ့တာပေါ့ဒါပေမဲ့သူတို့နှစ်ယောက်ဟာထိတ်လန့်ကရောက်ပြဲမဖြစ်သွားပဲဒီငင်စွာနဲ့ပဲလက်နက်တွေကိုချိန်ရွယ်ပြီးစောင့်ဆိုင်းနေကြပါတယ်အဲ့ဒီအချိန်မှာပဲအာကာသယာဉ်တွင်းထဲကနေပြီးတော့ယောက်ျားတစ်ယောက်ဟာအပြင်ကိုလမ်းလျှောက်ထွက်လာတာပါဂျိတ်ကတော့အဲ့ဒီလူကိုမြင်ချင်းမှာပဲလက်တွေကိုခေါင်းပေါ်တင်ထားဖို့အော်ဟစ်အမိတ်ပေးလိုက်ပါတော့တယ်